မင်္ဂလာပါဒီနေ့မှာတော့ပေါ့နော် KD နဲ့ crime baby ပဲဖြစ်ပါရှင်ဒီနေ့မှာတော့ဒီ tower နာမည်တော့မသိဘူးဒီ tower နာမည်တော့မသိပေမဲ့စောပြမှာဖြစ်ပါတယ်စောပြမှာပေါ့နော်တော့ခံအဲ့တော့ပထမဆုံးတော့လေးရင်ခံမယ်ပေါ့နော် new ပေါ့နော်အသစ်ထွက်တာဒီဘာကောင်လေးမသိဘူးအဲ့ကောင် tower လေးစောမှာဖြစ်အသစ်ထွက်တာကလေးစောအသစ်ထွက်တာဟောမိုက်ဒီရလေးစောမယ်ဒီအေးဒါလေးလေးဝင်ဟဲ့ဘယ်ရောက်လဲကျမဝင်လေအဲ့ကျမဝင်လို့ရကျမမထင်နေတယ်တမီသွားပြီနော်ကျမတက်နေတယ်ကဲကြပါအောင်ကျူးမင်းကတက်နေတယ်ဟာကျမတက်နေပြီရောက်လာနေတမီကိုဒီနေ့ Q တော့ဟာပြိုင်မှာပေါ့နော် Q မဟုတ်ပါဘူးတမီနာမည်ကဟိုပါဘူး YouTube နာမည်က YouTube က Q လာမိုင်းပြန်လာပြန်လာတမီကိုဒီနေ့ Q ကပေါ့နော်ပြိုင်ပွဲလုပ်မှာဒီနားလာလေးအောက်ကူလားပြိုင်ပွဲပြိုင်ပွဲလုပ်မှာပေါ့နော်3 1နေအောင်လေ3 2 1 go 3 2 1ဆိုတာနဲ့တမီးကလာလီ3 2 1ဆိုနေအောင်တိုင်းရမယ်3 2 1ဆိုတာနဲ့တမီးကစမှာပေါ့နော်အဲ့ဒီတော့ဘဒူနိုင်မလဲဘဒူရှုံးမလဲတော့ကျမရှုံးမှာထိတ်ဆုံးရပါရှင်ရှုံးတဲ့လူကတော့နှစ်ဖူးတောက်ကြီးပေါ့နော်အဲ့ဒီတော့3 2 1 go ကျမအရင်စပါ sorry ပါကာပူချီနာကျမပြုံးမကြောင်ဆိုတန်းနဲ့ဖြစ်သွားပြီမမနဲ့Oh my god wait please waitဟာတန်းနေရပဲမမဘယ်ရောက်သွားလဲအော်ဟိုဘက်ထီရောက်ပြုတ်ကြတော့မယ်ကတိလေ Oh my god မမနဲ့သမီးနဲ့တန်းနဲ့ပဲမိုက်ခဏလေးလေခုံလေ10မိနစ်တော့စောင့်လေပေါ်တက်โอเคသမီးအားယူနေရဘယ်နောက်တိုင်ကောင်းလဲဆောင်းနေရနမနဲ့စကားပြိုင်ပွဲမမနေသမီးကိုစောင့်အောင်ပြိုင်ပွဲလေကိုယ်ကိုပဲပြောပြီးတော့ဘယ်သူနိုင်မလဲတော့ကျမလည်းမသိဘူးပျောက်ကြပြီကျမပြိုင်ပွဲဆိုတော့စောင့်လို့မရဘူးနော်အားလုံးပဲပြိတ္တတွေနဲ့ပြုတ်ကြပါစေပြိတ္တတွေနဲ့ပြုတ်ကြပါစေကျမကတိလေးလို့ဂိမ်းနဲ့ထွက်သွားပြီမမထွက်ဘူးပြုတ်ကြပါစေမခယူတနာပါမခယူပြုတ်ကြပါစေ cute လို့ချစ်စရာကောင်းတယ်ဒါက Roblox ကတော့ crime baby ပါ by crime baby ပါလေဒါပေမဲ့သူ YouTube ကတော့ဗါလေ cute ခယူ channel ကျမရပါနော် Roblox account ကိုအဲ့ဒါဆိုတော့ပြပေးထားပါမယ်နော်ဘိုင်း KD ဟုတ်တယ်ဘိုင်း KD လို့ရိုက်ချက်ပဲ user name ကကြတော့ Prince KD ပါ Prince KD မှာအလဲကအကြောင်းလေးနဲ့ KD မှာကကြတော့Y 3လုံးဖြစ်ပါရှင်ကျေးဇူးတင်ပါတယ် PRIN ဖိုက်ဒီမှာကျမနာမည်တော့ကျမမေကြိုင်ဝဲမှာကျမနိုင်သွားပါရှင်ကျမထိတ်ခေါက်ဝင်ပဲနော်ကျမရဲကျမ Q ထိတ်ခေါက်မှာဖြစ်ပါတယ်ကျမ Q ကိုထိတ်ခေါက်မှာဖြစ်ပါခယူလေးတနာပါ Q လေးမှာ Q လေးပတ်တာဟုတ်မငါတွေ့နေရ help me oh noမိုက်ဒီယာပါကျမထိတ်ခေါက်ပေါ်တော့အစင်သစ်ပါပဲနော်မိုက်ဒီယာဘယ်လိုလုပ်ရမှာလဲ I don't know ဒါပြိုင်ပွဲ I don't know ဘယ်လိုလုပ်ရမှာလဲစောက်မယ်ပြိုင်ပွဲသူကိုယ်တိုင်မဲနော်မဆောင်အောင်ဘာပဲပြောမှာအခုကျတော့သူကလေအဲ့လိုဖြစ်သွားပြီပေါ့ရပ်ပြီအဲ့ဒါကျမကိုယ်ဆိုလက်စွမ်းနေပြနော်Roblox account လိုချင်တယ်ဆိုလို့ချင်းပေးပါမယ်ပေးမယ်ကျမနောက်ဆုံးမပြထားပေးမယ်နော်ဒါပေမဲ့ကျမဆိုရလေးကိုလိုက်ကြည့်ပေးပါ PRINCE ဟိုမှာအလဲက PRINCE ဟိုမှာအလဲကဗာလေခွက်လက်လေးနဲ့ကွက်လက်လေးနဲ့ KIDDYY ဆိုပြီးတော့ YY ဆိုငါ KIDDYY လို့ရိုက်ချလိုက်လက်တောင်မချသေးဘူးကျေးဇူးတင်ပါတယ်ကျမအကောင့်ဖြစ်ပါတယ်ကျမ YouTube channel ကျမမရှိပါဘူးနော် TikTok ပဲရှိပါတယ်ဟုတ်ကဲ့ပါတော်မြောက်မှာပါမဟုတ်ပါဘူးနော်နာမည်ပြောင်းကထက်ဖြစ်သွားတယ်ထက် HDD ထက်ဖြစ်သွားပြီနော်
နော်ကျမစောင့်ရတာအာရရဖတ်ဘူးကျမအပြင်မှာကျမကျမရပြီလာ အေး cry baby ကဲအားလုံးပဲဘိုင်ဘိုင် အော်ဘိုင်ဘိုင်ပါရှင် အဲ့တော့နောက်ဆုံးမှာသူ့ရဲ့အကောင့်ထည့်ပေးထားမယ်နော်အဲ့တော့ဒီကတော့ဘယ်အားလဲဆိုတော့ဒီဘိုင် KD လေးပါ ပိုင် KD user name ကတော့ prince KD ပဲဖြစ်ပါတယ်နော် PRINC ဘိုင် KD လို့ရှာခြင်းလဲရှာပေါ့နော် တို့နေခုနလေး prince KD ဒီ ရ ဟာ ပါ ဒီဟာလေးရှာပေါ့နော်ဒီမှာပါဒီကမဟုတ်နော် user name ပြလိုက် user name ဟုတ်ခဏလေး wait a minute user name အမှာပါ user name အားလုံးတွေးကြလား တွေ့ကြပါနော် မျက်စိမမြင်တဲ့လူ ဝို တွေ င်းရမယ်နော် ဒီမှာပါ အဲ့ဒါပါ user name ပါ ဟုတ်ကဲ့ပါ အားလုံး bye bye အားလုံးပြေ bye bye အားလုံးလည်းချစ်တယ်နော်